တိတိတာတာပြောင်းလဲလာတဲ့တရေညီတို့ရဲ့စိတ်ဓာတ်အားလုံးပဲမင်္ဂလာပါအစီအစဉ်မစခင်လေးမှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe အားပေးဖို့ရန်အတွက်လုပ်ပေးဖို့ရန်အတွက်အားလုံးကိုမေတ္တာရက်ခံချင်ပါတယ်ဒီနေ့မှာအနေငယ်လေးပြောချင်တဲ့အရာကတော့ Manchester United အသင်းဟာနိုင်ပွဲရလို့အစီအစဉ်တင်ဆက်တာမျိုးမဟုတ်ဘဲနဲ့ဒီနိုင်ပွဲတွေဟာထိုက်တန်နဲ့ quality ရှိနဲ့နိုင်တဲ့အကြောင်းကိုမျှသွားဖြင့်တင်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာ Manchester United အားသာချက်ကိုဒီနေ့မှာအနည်းငယ်လေးပြောပြချင်တာဖြစ်ပါတယ်ပရိသတ်တွေရောဘယ်လိုထင်မြင်တယ်လဲဘယ်လိုတွေဒီအသင်းကိုမြင်တယ်လဲဆိုတာလေးကိုတော့ comment မှာတော့လို့ခေါင်းကျွန်တော်တို့မှတ်ချက်ပေးလို့ရပါတယ်ဒီနေ့မှာနံပါတ်1ပြောချင်တဲ့အရာကတော့ team spirit လို့ပြောတဲ့အသင်းတစ်သင်းရဲ့သူတို့မှာရှိတဲ့စီးလုံးမှုကိုကျွန်တော်ပြောချင်ပါတယ်အာမရင်လက်အောက်မှာပွဲပေါင်းများစွာကိုကန်ခဲ့ပေမဲ့ဒီကနေ့လိုကားရဲ့လက်အောက်မှာအသင်းရဲ့သူတို့ရဲ့လုံနှုံးတွေသူတို့ရဲ့စွမ်းဆောင်ရည်တွေကစအရာအားလုံးကသူတို့ရဲ့ team spirit ကအကုန်လုံးကိုခြုံပြီးတော့သူတို့ကိုလွှမ်းမိုးနေတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ team work ကွင်းထဲဝင်တာနဲ့သူတို့ကဘယ်လိုချိတ်ဆက်မလဲကွင်းလေခံဆက်ရှစ်တန်းဘယ်လိုချိတ်ဆက်မလဲကိုသမားကအစသူတို့ရဲ့ team work ကအမရင်လက်အောက်မှာပျောက်ဆုံးနေတဲ့ Manchester United ရဲ့ DNA ကအခုချိန်မှာကျွန်တော်တို့မြင်တွေ့ပြီလို့ပြောလို့ရမလားမရဘူးလားဆိုတာချစ်ပရိသတ်တွေတစ်ချက်လောက်စဉ်းစားကြည့်ပါကျွန်တော်အနေနဲ့တော့တကယ်ကိုကောင်းတဲ့ team work တစ်ခုဖြစ်ပေါ်လာပြီလို့ကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင် team success လို့ပြောတဲ့နိုင်လို့စိတ်အသင်းတစ်သင်းဖြစ်တဲ့အခါမှာသူတို့ရဲ့နိုင်လို့စိတ်ကဘယ်လောက်ထိပြင်းပြတယ်လဲ Manchester City နဲ့ကိုကျွန်တော်တို့မြင်တွေ့ခဲ့တယ်Arsenal အသင်းနဲ့မြင်တွေ့ခဲ့တယ်အခုတစ်ချိန် Fulham အသင်းနဲ့လည်းဘယ်လောက်ထိသူတို့နိုင်လို့စိတ်ရှိတယ်လဲနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကွင်းထဲမှာသူတို့ကစားပုံကစားနည်းအရာအလုံးပြောင်းလဲခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့တာဖြစ်ပါတယ်တရေဆိုတဲ့ရလက်လူမျိုးနဲ့ဂျင်းနဲ့တဲ့အဆင့်တန်းမဟုတ်ဘူးဆိုတာကိုသူတို့ကောင်းကောင်းသိတဲ့အရာဖြစ်ပါတယ်တကယ်ချီကျူးစရာကောင်းတဲ့အရာဖြစ်ပါတယ်အာမိုရင်လက်အောက်မှာ3ပွဲဆက်မရှိဘူးဆိုတာတော့မဟုတ်ပေမဲ့ရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီ3ပွဲဆက်မှာတကယ်ခက်ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီတစ်ခေါက်ကားရဲ့နီးပြလက်အောက်မှာကစားတဲ့ဟန်ကတကယ်ကိုပြောင်းလဲပါတယ် free ဖြစ်ပါတယ်တကယ် Manchester United ကိုကြည့်တဲ့အခါမှာသူတို့ရဲ့ team spirit က freedom ဖြစ်ပါတယ်ဒါတကယ်ကိုချီကျူးရမယ်ကားရဲ့လက်အောက်မှာ Manchester United တကယ်သူတို့ရဲ့ DNA ကိုမြင်တွေ့ရပြီလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်အောင်ပါဖြစ်ပါတယ်တကယ်ဒီနိုင်ပွဲရအတွက်တော့ Manchester United ကိုကျွန်တော်ဂုဏ်ယူမိပါတယ်အားလုံးပဲဆက်လက်ပြီးတော့အားပေးဖို့ရန်အတွက်နဲ့နောက်သတင်းတွေမှာကျွန်တော်ပြန်တွေ့ဖို့ရန်အတွက်အားလုံးကိုစောင့်မျှော်နေပါတယ်ကျွန်တော် YouTube လေးကိုလည်း subscribe လုပ်ပေးဖို့ရန်အတွက်အားလုံးမေတ္တာရက်ခံချင်ပါတယ် bye bye